တိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်နေမင်းနဲ့ဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်းနေနော်ပစ္စုပ္ပန္နဟိတတူနဲ့တူကူညီမှုတယ်လက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရဘူးအလိုလိုမုန်းနေတာတန်တရာကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းအသူ့ကိုတိခတ်တယ်ခွင့်လွတ်တယ်တိခတ်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရကိုမုန်းတယ်ဆိုစိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝတကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြူတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားအမျက်တော်ဖြေဆိုတာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းနေကုံဆုံးသွားတယ်တန်တရာကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုန်းတဲ့လူမရှိစေနဲ့ရှိလို့ရှိရင်တန်တရာကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်မေ့ထားလိုက်သူလှုပ်တာတွေပေါ်မှာတောင်းတွင်းတွေလှုပ်မနေခက်တာကတန်ရောစဉ်ဆိုတာလူတွေကထင်းနေကြတာတဏှာပဲတန်ရောစဉ်လို့ထင်းနေတာအမုန်းကလည်းတန်ရောစဉ်ပဲအမုန်းတန်ရောစဉ်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိရတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိရတာပဲအမုန်းနဲ့တတိရတာလေးသူကြတော့တကယ်ကတော့တန်ရောစဉ်က10မျိုးရှိတာဟုတ်အဲ့10မျိုးထဲမှာပဋိက္ခတန်ရောစဉ်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစဉ်တခုဘယ်တန်ရောစဉ်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ရှောင်ကျဉ်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလိုတီးတတ်တဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကိုမတားနဲ့လို့တော့မလုပ်နဲ့တားတဲ့တားရမယ်ပေါ့ဒီလိုဖြစ်ရမကောင်းတဲ့ဝါဒနာဆိုရင်ဆက်ပြီးတော့မလုပ်နေနဲ့လုပ်ရင်ဝါဒနာတချို့ကမလေးဝါဒနာပါလို့လုပ်တယ်ဆိုပြီးတော့ကောင်းတာဝါဒနာပါရင်တော့တော်ပါတယ်မကောင်းတာဝါဒနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါဒနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကိုစွန့်တဲ့နံစွန့်ပြီးတော့ဝါဒနာကိုဖျောက်တဲ့နံဖျောက်ကောင်းတဲ့ဝါဒနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြည့်ဝါဒနာဆိုတဲ့ခေါက်ရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့နော်မကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင်မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဥမှာပဲရှင်ပိလိန်နာဝိသဆိုတာမကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900 1000ဒီလိုဖြစ်လာခဲ့တာလူမြင်လို့ရှိရင်ငရုတ်မှလို့ခေါ်တာသူကနော်လူကိုချိုးချိုးသားသားမပြောတတ်ဘူးဟုတ်လောက်တယ်စကိုင်းနယ်မှာတောရွာဘုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘုန်းကြီးတွေကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုးချိုးသားသားနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တာသူကနော်ဟာကောင်ကြီးမသေးသေးဘူးလားဆိုတာမေးအဲ့ဒါနှုတ်ဆက်တာလေနေကောင်းလာလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလိုလည်းမဖြစ်စေကြနဲ့ဝါဒနာကိုကအဲ့ဒီတိုင်းနော်အဲ့ဒါလိုမဖြစ်စေဖို့ကောင်းမြတ်တဲ့ဝါဒနာတွေကောင်းမြတ်တဲ့အလေးအထားတွေကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲဘာနဲ့ရှားရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကဒုက္ခပုံညတဥစ္စယောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ရှားပေါ့ခုနကပြောသလိုတရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှားနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှားနဲ့ဆိုတဲ့ဒီ
ဒီအတွေးခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ယင်တဲ့နှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကျအောင်လုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားအထောက်ရောင်းတာဝယ်တာဆိုတာတောင်မှပဲကြည့်လေပစ္စည်းကိုမှန်မှန်ကန်ကန်ရောင်းတယ်မှန်မှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝယ်တဲ့လူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာဟောကောင်းတဲ့နီးနဲ့စီးပွားရှာတာလေအဲ့လိုပုဂ္ဂိုလ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိတရားသဖြင့်စီးပွားရှာလို့ရသွားတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုရှိအဲ့ဒါလို့လောက်ရဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတည်းရင်ရောင်းတဲ့လူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလည်းရှိနိုင်သေးတယ်ဒါတော့မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလဲငါမဆိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်တက်ကိုထားမြတ်စွာဘုရားဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါနဲ့ဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမဆိုးပါတဲ့မင်းဆိုးလို့ငါဆိုးတယ်ပေါ့အထိပ္ပယ်ကတော့နော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းဒါရှိတယ်နော်တဲ့အကုန်သိမခံမှုဆိုတဲ့အဓိပ္ပာယ်ချိန်ချောက်လိုက်သေးတယ်နော်အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းဒါမထားဘူးဒီလိုပြောမှပဲပို့ပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောငါမှအကန့်အသတ်မထားဘူးခံပါပဲတီးခံပါပဲဒီလိုထားရမှာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြရမယ်ပေါ့ဒီလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှားတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှားတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှားမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှားရင်မိမိလှုပ်တဲ့လှုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှားခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်နော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့ချမ်းသာဒုက္ခရှာတဲ့လိုက်ပေါ့ချမ်းသာဆိုဒီမှာဒီလောကကြီးမှာအနာခံမအသာဆံရတယ်ဆိုတဲ့စကားရှိပါဠိစာပေမှာလည်းရှိတယ်နာခောဒုက္ခေနဒုက္ခံအဓိကတပ္ပံနဲ့